အဆွေတော်ဖိလုသင်သိပြီးသောအကြောင်းတို့သည်ဧကန်စင်စစ်ဖြစ်ကြောင်းသိမှတ်ရန်ကျွန်ုပ်သည်တေချာစွာရှာဖွေလေ့လာပြီးစာရေးအကြောင်းကြားလိုက်ပါသည်ယောမဧကရိစော်ဘွားဟေယုတ်သည်ယူဒပြည်ကိုအုပ်စိုးချိန်၌ဖျားသခင်သည်နာဇရက်မြို့တွင်နေသူမာရိဟုခေါ်သောအပြိုကညာထံသို့ကောင်းကင်တမန်မင်းဂါဗျေလကိုစေလွတ်ခဲ့၏မာကြီးမစိုးရိမ်နှင့်တင်သည်ဖျားတကူတို့ဖြင့်ကိုယ်ဝန်ဆောင်၍သားယောက်ျားကိုဖွားမြင်လိမ့်မည်ထိုသားကိုယေရှုဟုအမည်ပေးပါမဖြစ်နိုင်ပါဘူးရှင်ကျမဟာအပြိုပါထိုသားသည်ကြီးမြတ်သူဖြစ်၍ဖျားသခင်သားတော်ဟုအခေါ်ခံရလိမ့်မည်သူ၏နိုင်ငံသည်အစဉ်ထာဝရတည်လိမ့်မည်မာရိသည်အသက်ကြီးမှကိုဝင်ရှိသူအမအဲလစ်ဇဘက်ထံသို့အလည်သွားရောက်ခဲ့ပါသည်အဲလစ်ဇဘက်မာရိညီမလေးမာရိညီမဟာအလွန်မင်္ဂလာရှိပြီးဗိုက်ထဲရှိတဲ့ကလေးဟာလည်းအလွန်မြတ်တယ်ညီမရဲ့နှုတ်ဆက်သံကိုကြားတော့အမဗိုက်ထဲကရင်သွေးလဲဝမ်းမြောက်လို့ခုန်လာတယ်ကျမစိတ်ဟာဖျားကိုချီးမွမ်းပြီးကျမဝိညာဉ်ဟာလည်းအလွန်ရှင်လန်းခြင်းရှိပါတယ်ရှင်နောင်မှလူတို့ဟာကျမကိုမင်္ဂလာရှိသူလို့ခေါ်ကြလိမ့်မယ်ယောမဧကိယဘီရင်အောဂုတ်ကျွီအမိန်တော်မှာနိုင်ငံလုံးတကောင်စီးသွင်းရန်မိမိတို့မွေးဖွားရာဖြစ်သောရိုးရွာအသီးသီးတို့ပြန်သွားကြပြီးမြည်စည်းများကိုတွင်းရမည်ယောသတ်သည်ဇနီးမာရိနှင့်အတူယူဒပြည်ဗက်လင်မြို့သို့သွားလေ၏ကဲခိုရန်နေရာမရှိသောကြောင့်နွားတင်းကုန်း၌နှိမ့်ကျစွာတဲခိုရ၏ညအခါ၌တိုးရင်းများသည်တိုးများကိုထိန်းနေစဉ်ထာဝရဘုရား၏ကောင်းကင်တမန်သည်ဘုန်းတော်ရောင်ကြီးထွန်းတောက်ခြင်းနှင့်ပေါ်လာပြီးလူတိုင်းအတွက်ကယ်တင်ရှင်ခရစ်တော်သည်ဘဲလင်မြို့တွင်မွေးဖွားခဲ့ပြီတိုးရင်းတို့သည်နွားစကွဲ၌ရှိသောသူငယ်ကိုဖူးမြော်၍ကယ်တင်ရှင်ယေရှုမွေးဖွားခြင်းကိုမြို့ရွာနှံ့ပြောကြ၏